မူးနေတဲ့ဝန်ထမ်းလေးကိုကားကြုံတင်ပေးခြင်းအမျိုးသမီးဥက္ကဋ္ဌဟာသူမရဲ့ဝန်ထမ်းအသစ်လေးလမ်းဘေးဆိုင်ဘုတ်တစ်ခုကိုမှီပြီးအိပ်ပျော်နေလောက်အောင်မူးနေတာကိုမယုံနိုင်ဖြစ်ခဲ့ရပါတယ်။ပထမတော့ဝန်ထမ်းကိစ္စတွေဝင်မပါချင်တာမှုကြော်မောင်းသွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲမိုးရေသေးကြီးမဲကြီးရွာချလာပါတော့တယ်။ကောင်လေးကမိုးရေထဲမှာရွှဲရွှဲဆိုပြီးဘတ်စကားမှတ်တိုင်တစ်ခုထဲဝင်ခိုးကတနာစရာကောင်းအောင်ဖြစ်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဥက္ကဋ္ဌကကားကိုပြန်ကွေ့လာပြီးကားဟွန်းတီးကကားပေါ်တက်ဖို့ခေါ်ခဲ့ပါတယ်။ဒီလိုမူးနေတဲ့ကောင်လေးကကားပေါ်ရောက်တဲ့အခါစကားတွေတွတ်တွတ်ပြောလာလိမ့်မယ်လို့သူမလုံးဝမထင်ထားခဲ့ပါဘူး။သူကသူ့ရဲ့စစ်တပ်ကရုပ်ကိုတောင်ထုတ်ကြွားပါသေးတယ်။တကယ်တော့သူကကရဝတ်မချီတက်လို့သူမရှိမှလူကြီးလူကောင်းပုံစံဖမ်းဖို့ဒါကိုဝစ်လာခဲ့တာပါ။ဥက္ကဋ္ဌကပြုံးပြီးဒါမင်းရဲ့တထည်သေးသောဝစ်စုံလားလို့မေးတဲ့အခါသူကချက်ချင်းပဲစိတ်ဆိုးမှန်ဆိုးနဲ့မဟုတ်ပါဘူး။အမေဝယ်ပေးတော့ကတထည်ဝယ်ရင်တထည်လက်ဆောင်ရတာလို့အထက်ထက်ညင်းပါတော့တယ်။ဥက္ကဋ္ဌကတော့သူ့ရဲ့မူးနေတဲ့ပုံစံလေးကိုချစ်စနိုးကြည့်နေခဲ့ပါတယ်။ပြည်ကြီးငါကြောင့်သူ့အိမ်သားရောက်ခါနီးမှာကောင်လေးကကားခါဘက်ကိုဖြုတ်လိုက်လို့ဥက္ကဋ္ဌလန့်သွားခဲ့ပေမဲ့သူကကစားကွင်းနဲ့သွားဆော့ခြင်းလို့မဟုတ်ပါဘူး။မူးနေတဲ့ကြားကနေဥက္ကဋ္ဌကားမောင်းရင်းငိုက်မှာစိုးရိမ်လို့ပြည်ကြီးငါ6လေးတစ်ဖက်ထုတ်ပေးပြီးဝါသွားဖို့ပြောတာပါ။အဲဒီနောက်ဥက္ကဋ္ဌရဲ့ပါဇက်နာအထိအတင်းတိုးပြီးလာကျွေးတဲ့အတွက်ဥက္ကဋ္ဌကလန့်ပြီးတော်ဆန်းလို့អော်လိုက်မိပါတယ်။ဒါကိုကောင်လေးကသူ့အစားအသောက်ကိုညစ်ပတ်တယ်လို့ပြောတယ်ထင်ပြီးစိတ်မကောင်းဖြစ်ကဝမ်းနည်းသွားပါတယ်။ဒါပေမဲ့အဲ့ဒီလိုထိတွေ့မှုလေးကခိုင်မာပြတ်သားတဲ့ဥက္ကဋ္ဌအမျိုးသမီးရဲ့နှလုံးသားကိုအရေးပျော်သွားစေခဲ့ပါတယ်။ကောင်လေးကကျဉ်နဲ့သွားပြီးကားပေါ်ကဆင်းသွားခဲ့ပါတယ်။ဥက္ကဋ္ဌလည်းကားမောင်းရင်းနဲ့ကောင်လေးကိုအရန်ချစ်ဖို့ကောင်းတယ်လို့တွေးပြီးတယောက်တည်းပြုံးနေမိပါတော့တယ်။နောက်တနေ့မနက်အလုပ်ခွင်ကအခြေအနေနောက်တနေ့မနက်မှာတော့ကောင်လေးကမင်းညကအရှက်ရစရာတွေကိုပြန်တွေးပြီးငါတော့အလုပ်ပြုတ်တော့မှာပဲဆိုပြီးအကြီးကျယ်စိုးရိမ်နေခဲ့ပါတယ်။အလုပ်စပွဲမှာထိုင်လိုက်ရုံရှိသေးဥက္ကဋ္ဌက